1 2 3 influencer အလုပ်ကိုဝါသနာပါပဲမဲ့လေအရင်ကဘယ်ကစမလဲမသိခဲ့အခုတော့ global influencer အနေနဲ့လုပ်နေတာ3လလောက်ရှိသွားပါပြီ global influencer လုပ်နေတာအခုမှစတာဆိုတော့ပစ္စည်းကတော့အများကြီးမရသေးဘူးပေါ့နော်ဒါပေမဲ့ကြည်ကလွန်ခဲ့တဲ့6နှစ်2020လောက်ထဲကမြန်မာနိုင်ငံမှာ vlog တိုလေးရိုက်တယ်ပေါ့နော်မြန်မာနိုင်ငံမှာတော့ကအရင်စီးပွားရေးဥဆောင်နေရတော့ဂျာမနီရောက်မှပဲဒီ influencer လုပ်ကိုပြန်စနေတာပါကဲစကားပြောကောင်းနေတာနဲ့ဆောနာပစ္စည်းလေးရလေ yes time နေပြီးတော့ပို့ပေးလိုက်တာ yes time ကပစ္စည်းတွေကိုတစ်ခါပို့ပေးပါတယ်အခုဖောက်နေတဲ့ပစ္စည်းက pure တန်နေပြီးတော့ဆက်သွယ်ပြီးတော့ပို့ပေးလိုက်တာပါသူတို့ဆက်သွယ်လာတော့လေ PR ကအသေးလေးလိုပဲထင်ခဲ့တာအခု box ကြည့်လိုက်တော့မှအများကြီးပါမှန်းသိတယ်ပြောရမယ်ဆိုရင်လေဒီလိုမျိုးနာမည်နဲ့ဖာနဲ့တေချာလေးပို့ပေးလိုက်တာ product နှမျိုးပဲရှိတယ်။ဘာပဲဖြစ်ဖို့နော်ကြီးကတော့ကြီးရဲ့ content video တွေကိုအမြဲတမ်းအကောင်းဆုံးဖြစ်အောင်လို့စူးစမ်းနေပါတယ်။ GT brand ကိုလေမနေ့ကဈေးသွားတော့ဒီ shopping mall တစ်ခုကအလှကုန်ဆိုင်မှာတွေ့ခဲ့တယ်ပေါ့နော်။ကြည့်လိုက်တော့လေတလားသူတို့ brand ကလေအများကြီးထုတ်ထားဒီအလှကုန်နဲ့ပတ်သက်ပြီးတော့ watch ကတ်တဲ့ကတ်ခွာပြီးတော့ဒီနှာခေါင်းပေါ့နော်စားဝတ်ချံကတ်တဲ့ကတ်ခွာအများကြီးပဲအစုံပဲတွေ့ခဲ့တယ်။မကြည့်ရဖွင့်မယ်။ wow oh my god ဒါလေ तू ကနေပြီးတော့ email ပို့ပြီးတော့ကွာသိလားသူတို့ဒီ pure တန်ဆိုတဲ့ပစ္စည်းကနေပြီးတော့ပေါ့နော်ထုတ်တဲ့ပစ္စည်းတွေကို तू ကနေပြီးရွေးခိုင်းတာ3မျိုးရွေးခိုင်းတာကွာsorry 3မျိုးပေးထားတယ်1မျိုးပဲရွေးခိုင်းတာဒါပေမဲ့2မျိုးပို့လာပေါ့နော် mask နဲ့မဟုတ်3မျိုးလုံးပို့တာဒါeye cream ဒါကကျတော့ eye patch ဒါကကျတော့ mask तू ကဒီပစ္စည်းဒီ brand နေပြီးတော့ပေါ့နော်ဒီ pure တန်ဆိုတဲ့ brand 3မျိုးထုတ်တာကျန်နေပြီးတော့eye patch ကလည်းရက်ဆိုင်မှာရပြီးသွားပြီဒီ mask ကြတော့လည်းဘောနော် mask ကြည့်ပါအများကြီးရှိရဆိုတော့ကြာ eye cream ပေါ့နော် eye serum လေးကိုရွေးလိုက်တာဒါပေမဲ့သူတို့သုံးခုလုံးပုံမလို့ထင်တာဒါပေမဲ့သူကလေ box ကြီးနဲ့လာဆိုတော့လေဟဲ့ပေါ့နော်ဒီပစ္စည်းတစ်ခုလေးကို box ကြီးနဲ့လာတယ်ပေါ့နော်ကြီးကကြတော့လေတိလားသူတို့ brand ဘက်ကနေပြီးတော့ပြောလာပြီဆိုရင်ဒီ brand ကိုကိုကတိလားမတိလားဒီ brand ဘယ်လိုအခြေအနေရှိလဲဆိုတာကြီးကနေပြီးတော့ဒီ social media ဖြစ်ပေါ့နော် Google ဖြစ်ခောက်လိုက်တာအဲ့တော့သူကဒီလိုမျိုးဘူးတေးလေးဆိုတာကြီးကတိပြီးသားဒါပေမဲ့ဒီလိုမျိုးအကုန်လုံးပုံမယ်တော့ကြီးကမထင်ဘူးပေါ့နော်ဒါဘယ်လိုထုတ်အောင်လဲမသိဘူးကတ်ထားတာဒီမှာလိုလေးနဲ့ကတ်ထားဒါကကြတော့ဒီမှာအညှက်လိုက်လိုလေးထွက်မယ်ပေါ့နော်မတ်စကာလေးလိုပဲတွဲထားတာပဲတစ်ခုနှစ်ခုသုံးခုပါတယ်မတ်စကာနှစ်ထုပ်မတ်စကာကြတော့၄မျိုးပါတာဒီမှာနှစ်ထုပ်ဒီမှာနှစ်ထုပ်ဒီမှာနှစ်ထုပ်ဒီရှိဟာလေးကျတော့ eye patch မစိုးတော်မိုက်တယ်ဒီမှာကတ်လေးရှိတယ်ပေါ့နော်။ तू ကဒီမှာကြည့်ရလိုမျိုးထားဆိုရင် eye care ဒါဆိုရင် sport care ကြောင့်မျက်နှာမှာရှိတဲ့ဒီအမဲဆက်တွေအမာရွတ်တွေကိုတက်တာတယ် set ပေါ့နော်။ဒါကကျတော့ bubble mask အဲ့လိုမျိုးသုံးခုရွေးခိုင်းတာကွာ။ကြာကျတော့မျက်လုံးနဲ့ပတ်သက်တာကိုရွေးတယ်ဒါပေမဲ့အကုန်လုံးပို့လာပေါ့။ဒါပေမဲ့ဒီဟာလေးတော့မပါဘူးပေါ့နော်။ဒီ eye care ကနှစ်ခုလုံးပါတယ်ဒီ bubble mask ဆိုရင်၄ချက်လုံးပါတယ်။ဒါဖြစ်ကျေးဇူးအများကြီးတင်ပါတယ်။ Thank you so much ဒီလိုမျိုးပေါ့နော်အခုတလောပေါ့နော်brand ဘက်ကနေပြီးတော့ဆက်သွယ်လာနည်းတော့များနေပြီကြီး Toridan